မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့ဂျပန်နိုင်ငံပါတီဆောင်လွှတ်တော်အမတ်များသမဂ္ဂအရေးပေါ်အစည်းအဝေးကျင်းပတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့ဂျပန်နိုင်ငံပါတီဆောင်လွှတ်တော်အမတ်များသမဂ္ဂရဲ့အရေးပေါ်အစည်းအဝေးကိုဧပြီလ4ရက်နေ့မနက်ပိုင်းကဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်များရုံးအဆောက်အဦရဲ့အထူးအစည်းအဝေးခန်းမမှာကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။အဆိုပါအစည်းအဝေးကိုအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNN ဆိုင်ရာစီမံခန့်ခွဲရေးဒုတိယဝန်ကြီးဒေါက်တာငိုင်းတိုင်မောင်ကအွန်လိုင်းကနေတက်ရောက်ခဲ့ပြီးလက်ရှိငလင်ဘေးထိခိုက်ပျက်စီးမှုအခြေအနေတွေရှင်းလင်းတင်ပြကငလင်ဘေးတင်ပြည်သူတွေကိုအရေးပေါ်အမြန်ဆုံးကူညီပေးနိုင်ဖို့မြစ်တာရက်ခံတောင်းဆိုထားတယ်လို့သိရပါတယ်။ဒါအပြင် UNDP, WFP နဲ့အခြား NGO အဖွဲ့အစည်းတွေကတက်ရောက်လူသူတွေကလည်းမြန်မာငလင်ကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေတွေလိုအပ်ချက်တွေနဲ့အရေးပေါ်အကူအညီလိုအပ်နေတဲ့ရေတိုရေရှည်စီမံကိန်းတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါတယ်။ပြင်းထန်ငလင်ကြီးကြောင့်ပြည်သူအများစုအသက်အိုးအိမ်စီးစိမ်ဆုံးရှုံးပြီးဒုက္ခပင်လယ်ဝင်နေတဲ့ကြားကစစ်ကောင်စီရဲ့လူမဆန်စွာပုံကျဲတိုက်ခိုက်နေမှုတွေကယ်ဆယ်လုပ်ငန်းတွေပေါ်ပိတ်ပင်တားဆီးနေမှုတွေ NUG အစိုးရကရသက်တပတ်နှစ်ပတ်တာအပြစ်ခတ်ရစဲရေးနဲ့ကယ်ဆယ်လုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ဖို့ကမ်းလှမ်းချက်ကိုစစ်ကောင်စီကလက်မခံခဲ့တဲ့အချက်လက်တွေပါဝင်တဲ့ဆောင်ရွက်စာတမ်းတွေကိုလည်းအဆိုပါစည်းဝေးမှာဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ငလင်တန်တင်ပြည်သူတွေအတွက်အရေးပေါ်အကူအညီတွေလျင်မြန်စွာပေးအပ်နိုင်ဖို့မြစ်တာရက်ခံတောင်းဆိုစာကိုလည်းမြန်မာဒီမိုကရေစီရေးထောက်ခံအားပေးတဲ့ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂကိုပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။အမေးဖြေကဏ္ဍမှာတော့ဂျပန်လွှတ်တော်အမတ်တွေကအရေးပေါ်အကူအညီလိုအပ်နေတဲ့နေရာတွေစီအမြန်ဆုံးရောက်ရှိအောင်လှုံ့ဆော်နိုင်မယ့်နည်းလမ်းနဲ့လမ်းကြောင်းတွေစသဖြင့်မေးခွန်းများစွာမေးမြန်းခဲ့တယ်လို့ပြန်လည်ဖြေကြားဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်ကိုယ်စားလှယ်ရုံးကဆိုပါတယ်။တော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့ဒေသတွေမှာတော့နိုင်ငံတကာအကူအညီတွေမရောက်ရှိသေးတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ဒေသအဖွဲ့အစည်းတွေတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးအရေးပေါ်အကူအညီတွေအမြန်ဆုံးပေးအပ်ဖို့ဂျပန်လွှတ်တော်အမတ်တွေကိုလေးလေးနက်နက်မြစ်တာရက်ခံတိုက်တွန်းခဲ့တယ်လို့ဂျပန်နိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးကထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မင်းအွန်လိုင်းတဲကိုရဟိုတယ်အတွင်းဒီထိုင်းចောင်းသားတအုပ်သွားရောက်ဆန္ဒပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းတက္ကသိုလ်ပထမနှစ်ចောင်းသားတယောက်ကမနေ့ကညနေ4:30ခန့်မှာဘင်းစတက်စီဝေးတက်ရောက်ဖို့ထိုင်းနိုင်ငံကိုရောက်နေတဲ့မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်မင်းအွန်လိုင်းတဲကိုရရှန်ဂရီလာဟိုတယ်ကိုသွားရောက်ဆန္ဒပြခဲ့ပါတယ်။ဟိုတယ်လုံခြုံရေးတွေရောက်ရှိနေချိန်မှာတော့သူကအခုလိုအော်ဟစ်ကြွေးကြော်ဆန္ဒပြခဲ့တာပါ။ထိုင်းနိုင်ငံကလူသန့်ဝါဒီအာဏာရှင်မင်းအွန်လိုင်းကိုကြိုးဆိုခြင်းမရှိပါ။ဤစည်းဝေးတီမဖြစ်တဲ့မဲ့တည်ဆုံးခဲ့ရသောလူပေါင်း6000ကျော်ရဲ့သွေးများနဲ့ပေချမ်းညှဉ်းနှွမ်းနေပါတယ်။ဝင်ကြီးချုပ်အနေနဲ့အပြစ်မဲ့သူသွေးတွေပေးချမ်းညှဉ်းနှွမ်းနေတဲ့လက်ကိုလက်ဆွဲနှုတ်ဆက်ရတာဘယ်လိုခံစားရပါသလဲဒီမိုကရေစီလို့ကြွေးကြော်ထားတဲ့တင်တို့ဟာအပြစ်မဲ့သူတွေကိုတပ်ဖြတ်နေတဲ့စစ်အာဏာရှင်နဲ့အတူလက်တွဲလောက်ကင်နေတာမရှက်ကြဘူးလားထိုင်းနိုင်ငံသည်မြန်မာပြည်သူများဘက်တွင်ရပ်တည်ပါသည်ထိုင်းလူမျိုးများသည်လူသက်ဝါဒီစစ်အာဏာရှင်ကိုလက်မခံပါလို့အဓိပ္ပာယ်တက်ရောက်တဲ့ထိုင်းစကားတွေနဲ့ကြွေးကြော်ကဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့အရေးကိစ္စမည်တို့ကြုံပါစေစစ်အာဏာရှင်ချေမှုန်းရေးမျက်ခြေမပြတ်ဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ຫນွေဦးတော်လိုင်းရေးအမြန်ဆုံးအောင်ပွဲရရှိရေးဟာအရေးကြီးပြီးဘယ်လိုအရေးကိစ္စကြုံသည်ဖြစ်စေစစ်အာဏာရှင်ချေမှုန်းတိုက်ဖြတ်ရေးကိုမျက်ခြေမပြတ်ပဲအားသွန်ခွန်ဆိုင်ဆက်လုပ်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားပါတယ်။ဧပြီလ3ရက်မနက်ကကျင်းပခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာအခုလိုပြောကြားခဲ့တာပါ။တော်လိုင်းအမြန်အောင်မြင်ပြီးဆိုဝါလွန်တဲ့စစ်မိတ်စာတွေကိုအပြီးတိုင်ချိန်မုံနိုင်ဖို့များစွာအရေးကြီးကြောင်း၎င်းကပြောပါတယ်။အခုကြုံနေရတဲ့တဘာဝဘေးကပုံမှန်ကာလအရက်သားရဲ့အစိုးရလက်ထက်ကြုံတွေ့နေရတဲ့ကိုဗစ်ကပ်ဆိုးကိုဖျက်ဆီးခဲ့ချိန်နဲ့ချိန်ထိုးစဉ်းစားမိပါကများစွာဝန်နေရကြောင်းအစိုးရပြည်သားတဲ့အစိုးရတရရဲ့စီမံအုပ်ချုပ်မှုအောက်မှာသာယခုဘေးမျိုးရင်ဆိုင်ရပါကတိုင်းပြည်အခြေအနေအခုလောက်ဆိုးမှမဟုတ်တာကိုအားလုံးနားလည်လက်ခံလိမ့်မယ်လို့ထင်ကြောင်းဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါတယ်။ဒါကြောင့်တိုင်းပြည်ကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ဒီစစ်မိတ်စာတွေမရှိမှသာကျွန်တော်တို့တိုင်းပြည်ဟာနလန်ထူနိုင်မှာဖြစ်ကြောင်းနဲ့ဘလို့အရေးကိစ္စတွေပဲကြုံကျွန်တော်တို့ရဲ့အဓိကရှိမှန်းချက်ကိုမျက်ခြေမပြတ်စေပဲအားသွန်ခွန်ဆိုင်ဆက်လုပ်ကြဖို့ပြောကြားလိုတယ်လို့ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ယခုငလင်ဘေးနဲ့ပတ်သက်ပြီးစိုးမိုးနေမြေတွေအတွင်းငလင်ဘေးတင်လူထုကို82နာရီအတွင်းကုညီကေဆယ်မှုတွေအပြည့်အဝအားစိုက်လှုပ်ဆောင်ခဲ့ကြောင်းအသိပေးပါတယ်။ဒါပေမဲ့စစ်ကောင်စီစိုးမိုးနေမြေဒေသတွေမှာကိုထိလက်ရောက်ဝင်ရောက်မကူညီနိုင်ခဲ့တဲ့အတွက်များစွာဝန်နေစိတ်မကောင်းဖြစ်ရကြောင်းထုတ်ပြန်ပြီးငလင်ဘေးတင်ပြည်သူလူထုကိုတောင်းပန်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကငလင်ဘေးထရောက်စွာကူညီကယ်ဆယ်နိုင်ဖို့အတွက်ထိုးစစ်ဆင်မှုတွေကိုရပ်ဆိုင်းထားကြောင်းကြေညာထားပါတယ်။အလားတူစစ်ကောင်စီကလည်းအပြစ်ရစဲကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုထိုးစစ်ဆင်မှုတွေဆက်လက်ပြုလုပ်နေကြောင်း NUG နဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကအသိပေးထုတ်ပြန်ထားပါတယ်။
နောက်ထပ်တစ်ပုတ်အနေနဲ့စစ်မှုထမ်းမဲလာမနိုင်တဲ့ရွာကိုပေါ်တာဝင်ဆွဲတဲ့အတွက်လူငယ်80ဝန်းကျင်ဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာခရိုင်မလိုင်မြို့မှာစစ်မှုထမ်းမဲနိုင်ရာကိုရောက်လာခြင်းမရှိတဲ့ကျေးရွာကိုစစ်တပ်ကပေါ်တာဝင်ဆွဲခဲ့တဲ့အတွက်လူငယ်80ဝန်းကျင်ဖမ်းဆီးခံခဲ့ရကြောင်းဒေသခံတွေစီကသိရပါဗျ။2025ခုနှစ်မတ်လတတိယပတ်အတွင်းစစ်ကောင်စီကမလိုင်မြို့အရှိတ်ကျေးရွာတွေမှာနေထိုင်တဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်စာရွက်များလိုက်လံဝင်ငါခဲ့ပြီးမလိုင်မြို့ပေါ်ရှိအထွေထွေအုပ်ချုပ်ရေးဌာနကိုလာရောက်မဲနိုင်ဖို့ဖိအားပေးခဲ့ကြောင်းသိရပါတယ်။အဲဒီလိုလိုက်လံဖိအားပေးတဲ့ကျေးရွာတွေအတွင်းရုံတော်ကျေးရွာလည်းပါရှိပြီးအသက်ပြည့်မီတဲ့လူငယ်များမဲနိုင်ဖို့အထွေထွေအုပ်ချုပ်ရေးဌာနကိုဆင့်ခေါ်ထားတော့လည်းဘယ်သူမှရောက်လာခြင်းမရှိတဲ့အတွက်စစ်ကောင်စီက AB 3ရက်ညနေပိုင်းမှာရှာအတွင်းကိုပေါ်တာဝင်ဆွဲခဲ့တာဖြစ်ပါတယ်။မလီမလုတ်ခင်ကလေးကရွာ3ရွာလောက်ထွေအုပ်ရုံထဲမှာမဲနိုင်ပြီးမနေ့ကရုံတော်ကျေးရွာကိုမဲနိုင်ဖို့ခေါ်တာအုပ်ချုပ်ရေးမှုအပါဝင်ဘသူမှမလာလို့ညနေကျရွာကိုဝင်ပြီးဖမ်းနေလူငယ်တော်တော်များများပါတယ်လို့ပြောပါတယ်ပါသွားတာ80နီးပါးလောက်ရှိတဲ့ရဲစခန်းမှာချုပ်ထားတယ်လို့မလိုင်မြို့နယ်မှာဒေသခံမြို့သားတအုပ်ကပြောပါတယ်ရုံတော်ကျေးရွာကိုစစ်တပ်ကဝင်ရောက်ပေါ်တာဆွဲပြီးတဲ့နောက်စစ်မှုထမ်းရန်ဆင့်ခေါ်ခံရတယ်ငါးတပုံကန်ရွာကျင်းရွာနဲ့နတ်စင်ကုန်းရွာတွေမှာစစ်မှုထမ်းအသက်ပြည့်မီတဲ့လူငယ်တွေကရှောင်တိန်နေကြကြောင်းသိရပါတယ်။လက်ရှိမလိုင်မြို့အနောက်ဘက်ရှိကျင်းရွာ3ရွာနဲ့မလိုင်မိထီလာလမ်းမပေါ်ရှိကိုစားကြီးလမ်းခွဲတွေမှာတော်လိုင်းတပ်ဖွဲ့ဝင်အများပြားရောက်ရှိနေပြီးမလိုင်မြို့မှာလည်းစစ်ကောင်စီတပ်အင်အား100ခန့်ရှိကြောင်းမျက်မြင်တွေ့ရှိသူတချို့ကပြောပါတယ်။ဒါအပြင် AP 4ရက်မနက်9နာရီကလည်းမလိုင်မြို့ပေါ်ရှိအထွေထွေအုပ်ချုပ်ရေးဌာနအပါအဝင်အမှတ်၄အုပ်ချုပ်ရေးမှူးဦးမိုးဝင်းနေအိမ်ငွေတိုက်စိုးပွဲရုံမြို့မရဲစခန်းဖျားဝင်ကြီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲထားတဲ့နေရာတွေမှာပုံ15လုံးထပ်မံပောက်ကွဲခဲ့ပြီးဒရုန်းများတပ်ဖိုက်တာများလည်းပြန်ဝဲနေကြောင်းမြို့နေပြည်သူတွေကဆိုပါတယ်ဒီနေ့ကဈေးနေကြီးဆိုတော့ရွာကလာတဲ့သူတွေလည်းလှည့်ပြန်ကုန်နဲ့ရုံးတော်မှာဝင်ဖမ်းနိုင်ရင်ပုံကွဲပြီးတပ်ဖိုက်တာတွေလည်းပြန်နေတော့လမ်းမပေါ်လူသိမ်းမရှိဘူးတဲကန်ရွာကအမျိုးသမီးတယောက်ခေါင်းကိုထိတယ်ထွေအုပ်ရုံထဲမှာ9လုံးလောက်ကွဲတယ်စစ်မှုထမ်းမဲနိုင်ရင်ထွေအုပ်ရုံထဲမှာပဲလှုပ်တောင်းဘယ်အဖွဲ့အစည်းကလှုပ်တာမှန်းတော့မသိဘူးလို့မနိုင်မျိုးအမှတ်3ရောက်ကမှနေထိုင်တဲ့အမျိုးသမီးတယောက်ကရှင်းပြပါတယ်ပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီ6ရက်မှာလဲမလိုင်မြို့အရှိတ်ဘက်မလိုင်နထိုးကြီးခရိုင်ချင်းဆက်လမ်းမပေါ်ရှိဝါခွာကျေးရွာနဲ့အမြန်လမ်းရှိကန်ကြီးလမ်းဆောင်မှာလဲခိချကအလုတ်သွားအလုတ်ပြန်ဒေသခံတွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်ခဲ့ပါတယ်စစ်မှုထမ်းပါမှာဆိုလို့အကုန်လုံးကိုပြစ်ထားခဲ့ပြီးတော်လိုင်းတက်တွေလည်းဝင်ဖို့ကလည်းအပြောလွယ်တလောက်အလုပ်ခတ်တယ်ကျွန်တော်တို့ရွာဘက်ဒီမှာဘာမှဖြစ်ထွန်းတော့မရှိဘူးပြင်ပန်လုတ်ကန်ရတဲ့အပြင်နေတိုင်းဒီစစ်မှုထမ်းမင်းနိုင်တာကိုပဲလန့်နေရတယ်လို့မလိုင်မျိုးနဲ့တွင်နေထိုင်တဲ့အသက်30နှစ်အရွယ်တောင်သူအမျိုးသားတအုပ်ကဆိုပါတယ်ပြီးခဲ့တဲ့မလ3ရက်နဲ့9ရက်မနက်ပိုင်းမှာစစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမလိုင်မျိုးမစီကြီးတောင်ပတ်ရှိ၄တိုင်စင်လွတ်လပ်ရေးကွင်းလှိုင်သားရပန်းချံတွင်ရှိလူငယ်များနဲ့မျိုးမစီအနောက်ဘက်လမ်းမပေါ်ရှိလမ်းသွားလမ်းလာလူငယ်တွေကိုအတ္တမဖမ်းဆီးမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလမှစတင်ပြီးစစ်ကောင်စီကမလိုင်မျိုးနယ်အတွင်းပေါ်တာဆွဲမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပြီးအခု2025ခုနှစ်နှစ်စပိုင်းမှာပုံမပြုလုပ်လာတာဖြစ်ပါတယ်။